အောက်ကစပင်မွေးတွေကျွတ်ကြမယ်တဲ့ကျွတ်ကြဗျာအမွေမရှိဘူးအကိုကြီးငယ်ငယ်တုန်းကထရက်ပန်းနဲ့ကြာထားလို့အမွေကမပေါက်နိုင်ဘူးတလင်းပြောင်ကြီးနော်မရှိနော်တခုတော့ကန်ကောင်းတယ်ကျုပ်ဓာဖို့မကုန်တော့ဘူးပေါ့အဖိုးရဲ့နော်အမွေပေါက်နေကျုပ်ဓာဖို့ကုန်နေလို့မသိလားနော်မရှိငယ်ငယ်ထရက်ပန်းနဲ့ကြာထားလို့အမွေကမပေါက်နိုင်ဘူးတလင်းပြောင်ကြီးနော်တလင်းပြောင်ကြီးနော်အကြောင်းလို့ဒီကိုမကြက်ခွန်ရဲ့ပို့အောင်ကိုလာမှတ်နော်မရှိဘူးကြကြကြအမွေတမေမှမရှိဘူးနော်ဘာလို့ဆိုမပေါက်နိုင်လားငယ်ကထညက်ပန်းနဲ့ကြာထားလို့နော်အဲ့ကြောင့်လာပြီးတတိပေးရဲ့အတွက်ကျေးဇူးတင်နော်စိုးရင်လေးနဲ့ငါတတိပေးတာပေါ့ကွယ်နော်အဲ့ကြောင့်ဒီဘက်ကလည်းမရှိနော်မရှိဘူးအကိုကြီး